ကတော့နော်ဆရာထက်ကလည်းအချိန်နာယူယူတော့မှဖြစ်ပါလေလို့အခုချိန်မှာတော့နော်ကျွန်တော်တို့တော့ပတ်တော်ပြီးပြန်ပြီးတော့မှာတေးတဲ့ကျွေးနေစားထားတဲ့တန်ရှင်းတော်ဝင်တော့ကိုလက်ခုပ်တီးပြီးမှအားလုံးကိုအခုဆိုရင်စကားပြောစီတဲ့သူရှိတဲ့ဆိုရင်အချိန်ပေးပြီးတော့ဒီလိုမတရားပြီးတော့ပြောမယ်ဟုတ်ပြီလားကျွန်တော်အချိန်ပြောတယ်ဟုတ်ပြီလားစကားမပြောချင်ဘူးဆိုရင်ကျွန်တော်ပြောတာကနားထောင်ပါစကားပြောချင်တဲ့ဆိုကျွန်တော်အချိန်ပေးပြီးတော့ဒီမှာစကားပြောမယ်နော်ကျေးဇူးတင်ပါတယ်အခုကျွန်တော်ကျေးဇူးတော်ဖြင့်အချိန်ပြီးခါကြီးပါပြီ။ကောင်းလို့ဆိုတာဘုရားဒီမှာလည်းပြုဆောင်ခြင်းအဖြစ်ကောင်းကောင်းလောက်နိုင်တာတချို့နေရာဆိုအခုလိုမျိုးမလောက်နိုင်ကြဘူး။ဘုရားကိုကောင်းတယ်။အခြားတော့ပြောပြချင်မရှိတော့ဘူးဆိုတော့လေသူတို့ဒီချင်းခံတဲ့နေရာမှာသူတို့ကဒီချင်းအတင်းတော့ဖြစ်တယ်။အဲ့ဒါလေချင်းအတင်းတော့ဖြစ်တဲ့အတွက်ချင်းခိုင်ရမယ်ယုံကြည်ဖြစ်တဲ့ရှင်ပြီးတော့ကျွန်တော်နားရီတော့ပုဂ္ဂိုလ်ကကောင်းကင်နိုင်ငံတော့အတွက်ဒီချင်းကိုခိုင်ပါရအောင်ကောင်းကင်နိုင်ငံတော့အတွက်ဒီချင်းခိုင်မယ်ဆိုနားလည်းဝင်မယ်ယုံကြည်တော့သူခရိယာယေရှုခရစ်ကိုရခဲ့ပြီးတဲ့နောက်မှာကျွန်တော်ကဒီချင်းခိုင်မယ်လို့ဖြစ်တယ်ယေရှုခရစ်ကလည်းခင်ဗျားတို့ကဒီချင်းကိုဘပ်တဇိုင်းဒီနဲ့ဘပ်တဇိုင်းဒီချင်းကိုခိုင်းနေဆွေဘာဖြစ်နိုင်လဲတော့မပြောရမှာဘူးယုံကြည်သူဖြစ်တဲ့နောက်မှာယေရှုခရစ်တော်ကိုရပြီးတဲ့နောက်မှာကျွန်တော်တို့ကဒီချင်းခိုင်းရမယ့်အခြေအနေရောက်တယ်တချို့ဘာသာမတူခရိယာဘာသာထဲမှာတိတော်မတူကြဘူးဆိုတော့တချို့တော့သူကဒီချင်းခံမယ်ဆိုရင်ကောင်းကင်နိုင်ငံသွားမယ်ဆိုရင်အချက်တည်းနဲ့သူတို့သွားတာအရာကျန်စားတယ်မှမရှိဘူးဒီကအဲ့ဒါဆိုကျွန်တော်ကဘယ်တော့မှကောင်းကင်နိုင်ငံသွားဖို့အတွက်ဒီချင်းမခိုင်ပါနဲ့ယေရှုခရစ်ယာမရဘူးဆိုရင်ဘယ်ခါပဲဒီချင်းခံတာမရဘူးယေရှုခရစ်တော်ရရင်တော့မှကျွန်တော်ကဒီချင်းခံပြီးဖြစ်နေဆိုတာတော့ပေါ့ဘူးလို့ပဲပြီးတော့ဆရာကခုနကပြောတဲ့สิ่งမှာပြီးရှိအောင်ပြောအချိန်ပေးရလို့လေပြောလို့ရှိရင်ရှိတော့နားလေခုတော့ပေါ့ဘူးကဓမ္မဟောင်းခေတ်ကပညာတော်ကာလနော်ဓမ္မဟောင်းခေတ်ကပညာတော်ကာလဖြစ်တယ်ပြီးတော့ဓမ္မတိခေတ်ကယေရှုခရစ်တော်ကြွလာပြီးတဲ့နောက်မှာယေရှုတော်ကာလအဲ့ဒါတော့ဘောဘူးလေပြီးတော့ဓမ္မဟောင်းခေတ်တွေကခရိယာလို့ခေါ်တယ်သူတို့ဘက်ကယေဒိုင်ရှင်ဘာသာအဲ့လိုပဲခေါ်တယ်ယေရှုခရစ်ကြွလာပြီးတဲ့ဓမ္မတိခေတ်ကာလမှာယေရှုခရစ်ကြွလာပြီးဆိုအဲ့ဒီနောက်မှာပဲခရိယာလို့ခေါ်တာဒီကဲတော့ကာလတွေမှာတော့ဓမ္မဟောင်းခေတ်တွေမှာတော့သူတို့ခရိယာလို့ခေါ်ရမရဘူးခရိယာမဟုတ်ဘူးသူတို့ကဒီကဲတော့နဲ့တွားရတာအကျဉ်းစာရိတ္တနဲ့တွားရတာပင်ကဲတော့မလိုက်နာဘူးဆိုမရဘူးအဲ့လိုမျိုးနေရပါတော့ဒါပေမဲ့ကျေးဇူးတော်လို့ဓမ္မတိမှာဘာသာခေါ်ရလဲဓမ္မတိကမှာကျေးဇူးတော်ဘာအတွက်ကြောင့်ခေါ်ရတာလဲဆိုရင်ယေရှုခရစ်ကိုယ်တိုင်ကကျေးဇူးတော်ပါပြီလားယေရှုခရစ်ကိုပဲကျေးဇူးတော်ဖြစ်နေတာအဲ့ဒါတော့ဘောဖို့အစီအစဉ်လေယ
ယေရှုခရစ်တော်ကိုလောကတိုင်းမှာအသေးခံပြီးတော့ကျွန်တော်တို့အတွက်အသက်ပေးတာအဲ့ဒါကကျွန်တော်တို့ကပြင်ရတော်စေတာကိုလည်းပေးပြီးတော့ဂျူဒာလူမျိုးစတိုင်းရှုပါတာတဲ့မှာဥပဒေပြင်ရတော်ကဘယ်နှခုရှိတာလဲ600နဲ့33ရှိတယ်600နဲ့33ချက်ရှိတယ်ပြင်ရတော်စေတာတော့ဘယ်တော်မှရတာလဲသူတို့ကဘုရားကြီးပြရတယ်မေးသွားပြီသူတို့မေးသွားပြီမောရှေကလည်းဘယ်နေရာမှာယူခဲ့တာလဲတိနာတော်အဲ့ဒါကဘုရားကြီးပြတာပြီးတော့ဂျူဒာလူမျိုးမောရှေခဲတော်မှာသူတို့ပြင်ရတော်သူတို့ကိုယ်တိုင်ရှိတာများတယ်မူများတယ်600နဲ့33ချက်ကိုဂျူဒာလူမျိုးကဂျူဒာရှင်ဘာသာတွေကပြင်ရတော်များအဲ့ဒါတွေကိုသူတို့ကိုယ်တိုင်မလိုက်နိုင်ဘူးအဲ့ဒါကြောင့်အဲ့ဒါလိုက်မှသာကောင်းကင်နိုင်ငံသွားမယ်ဟာသူတို့ပြီးတယ်အဲ့ဒါမရဘူးတရားအဲ့ဒါတစ်ချက်တော့မလိုက်နိုင်ဘူးအဲ့ဒါကြောင့်မလိုက်နိုင်တဲ့အရာတွေကိုယေရှုခရစ်တော်ကလည်းလက်မခနိုင်မှာအားလုံးပြီးစင်ပေးပြီးအဲ့ဒါကြောင့်ဒီလိုကပြင်ရတော်စေပါလိုက်ရှာလို့လားလိုက်ပါလို့ပြောသေးတာပြင်ရတရားတွေစေဖြတ်ပြည့်စည်ဖို့လာတာမဟုတ်ဘူးပြီးဆုံးစေဖို့လာတာလို့ပြောတယ်ဒါပေမဲ့သူ့မှာပြီးဆုံးပြီးသားဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကပြင်ရတရားတွေကလိုက်ရှာလို့တော့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံခဲ့ရင်ခြားတော့အတရားပြီဟာလေလုယာပြီးတော့အဲ့ဒါကြောင့်ယေရှုတော်လို့ခေါ်နေရတာယေရှုခရစ်ဓမ္မတိကာလကယေရှုတော်ကာလလို့ခေါ်နေရတာယေရှုတော်အဖြစ်ယုံကြည်ခွင့်ရတာယေရှုတော်အဖြစ်ခြားတော့အတရားနေတာယုံကြည်လို့အဲ့ဒါတော့ပေါ့ဘူးလို့လေအဲ့ဒါကြောင့်ကျွန်တော်တို့လောက်နိုင်တဲ့အရာတွေကမရှိလို့မလောက်နိုင်လို့လောက်ပေးတဲ့အရာတွေဖြစ်လို့ယေရှုတော်လို့ဓမ္မတိခေကပေါ်လာတော့လောက်ပေးတဲ့အရာဖြစ်လို့ယေရှုတော်လို့ပေါ်ရတာဖြစ်တယ်ပြီးတော့ယေရှုခရစ်တော်သူ့ကိုယ်တိုင်ဘာလို့လာလဲယေနေချင်းခံတာယေနေချင်းခံတာသူတို့ယုံကြည်သူအားလုံးမြစ်ချင်းအတင်းတော်ကသူရှုလောက်ရမယ့်ချက်တွေကကျွန်တော်ယုံကြည်သူယေရှုခရစ်တော်ကိုလည်းခံပြီးဆိုရင်တင်ချင်းခံရမယ်လေအဲ့ဒါတော့ပုံပြည့်တယ်အဲ့ဒါအတွက်ဘာဒီမှာကျဆောက်ပြမှာသူတို့ဖမ်းမယ်နားလေအောင်ပေါ့နော်မတေအခန်းကြီး18နောက်ဆုံးပိုင်းမှာဆာမပီပီဘယ်အနာမည်မှတ်တယ်ဆိုတော့ဆာမပီ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 တော့ကျွန်တော်ဟာကစားရစားဖာဖူဖာဆာမဖူဖာအဖာကြီးလို့ခေါ်ရတာပီပီဆိုတာလေsa umate akan jenis sesi akan nge besecok kaya suci tadi bang this sesi besecok akan nge besecok kaya suci bang
ဒီကြီးပေါ်လိုက်လည်းကောင်းစင်ရင်ပိုက်တော့အခွေကိုဒီသမျှတို့ကိုငါခံရပြီသင်တို့သွား၍လူမျိုးတကာတို့ကိုငါတပတ်ဖြစ်စေတဲ့သမဲတော်သားတော်တရှင်တော်ဝိတော်ဤနာမ၌တတိဆတ်ကိုခံစီပေးကြတော့ငါဒီတေပါပေးသမျှတော့ပြည့်တော်တို့ကိုဆောက်ရှောက်စေခြင်းကသုံးမဩဝါဒပေးကြတော့ငါဒီလည်းကကပပုံတိကြရတေရောနဲ့အတူအစဉ်ပြည့်စည်ပြီးလို့တပည့်တော်တို့အားမိတ်တော်မူ၏အာမင်ကျေးဇူးပြုတယ်အဲ့ဒီနေရာမှာနားနေပြီးတော့ကျွန်တော်တို့ကယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးဆိုရင်ဆရာတော်တို့ကလည်းတားတော်ခရီးတော်တားတော်တန်ရှိတော်ဝိညာဉ်တော်နာမတော်သုံးပါးပစုအဲ့ဒီသုံးနာမည်အဖြစ်ဘပ်တိဇိုင်းကိုပေးရမယ့်ဟာညချင်းပေးရမယ့်ဟာဖြစ်တယ်ယေရှုခရစ်တပည့်တော်စုကားလို့ပြောလို့ယေရှုခရစ်တော်ကိုယ်တိုင်သူများကိုတပည့်တော်ဖြစ်စေရမယ်ဘပ်တိဇိုင်းပေးရမယ်ညချင်းပေးရမယ်ညချင်းခံခံမယ်ဆိုတာယေရှုခရစ်တော်ကိုယ်တိုင်ပြောတာအဲ့ဒါကြောင့်ကျွန်တော်တို့ကနေ့ချင်းမခံချင်ဘူးဆိုရင်ယေရှုခရစ်တော်ရဲ့နောက်ထပ်စကားနာလက်မခံတာပဲဖြစ်နေတယ်ဥမာအဲ့ဒါကြောင့်ကျွန်တော်တို့ကခရိယာဝင်အယူရှိသူဖြစ်ပြီးခရိယာဝင်ပြီးဆိုရင်တာဝန်ရှိလာတာနေ့ချင်းခံဖို့တာဝန်ရှိလဲဆိုတာကျွန်တော်တို့သဘောပေါက်ဖို့ရတယ်အတင်းတော်လောက်ခိုင်းတာမဟုတ်ဘူးယေရှုခရစ်တော်ကိုယ်တိုင်လောက်ခိုင်းတာဖြစ်တယ်ပြီးတော့ဒုတိယပိုင်းမှာကလတိဩရစာခန်းချင်းတယ်ကလတိဩရစာခန်းချင်းတယ်ကလတိဩရစာခန်းချင်းတယ်အခန်းတယ်ဒီစေကနေတပေပါဦးဒီစေအခန်းကြီးဒီစေအခန်းကြီးဒီအခန်းကြီးဒီစေ20ဒီစေကလည်းဆုံးချပါတော့ဒီစေဒီစေဩဝါဒစာခန်းကြီးနဲ့ပိုင်းငယ်20အနေနဲ့21ငါသည်ခရစ်တော်နှင့်တူလဝက၌မှာတေခံပြီးသို့တော်လည်းအသက်ရှင်သေးသည်ထို့သို့ဆိုသောငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ရှင်တော်မူ၏ကိုယ်ခန္ဓာ၌ယခုငါရှင်သောအသက်သည်ကြားသိသားတော်ကိုယုံကြည်ခြင်းအားဖြင့်၏သားတော်သည်ငါ့ကိုချစ်၍ငါ့ဖို့ကိုယ်ကိုဆွတ်တော်မူ၏ဘုရားရှင်၏ကျေးဇူးတော်ကိုငါမပဲပြည့်ညက်တရားကိုအလေးပြု၍ခံမရသို့ရောက်နိုင်လေခရစ်တော်သည်အရှိန်အသေးခံတော်မူ၏ဟုတ်ပြီပြီးတော့အခန်းကြီး3အခန်းငယ်16ပါလေအဆုံးထိပြန်ထည့်ပေးပါဦးအခန်းကြီး3အခန်းငယ်16ပါလေ19ကြီး26ပါ29ဟုတ်ဗလာဒီဩဝါဒစာခန်းကြီး3ပိုင်း26ပါခန်းငယ်26ကနေ29ထိဘယ်လိုနည်းမှုကသင်တို့အဝါဒီခရစ်ယေရှုခရစ်ကိုယုံကြည်သာရှိကြ၏တော်၌ပရိစ္ဆေကိုခံတော်သူရှိသမျှတို့သည်ခရစ်တော်ကိုယူပြီးဝတ်ဆောင်တော်သူဖြစ်ကြ၏ယေရှုခရစ်၌တော်မူရှိဒီရတာလူမရှိသူမရှိလူမရှိယောက်ျားမရှိမိန်းမမရှိသူတစ်ချိန်၌သင်တို့အပေါင်းဒီကလုံးတော်ဝါဒီဖြစ်ကြ၏ခရစ်တော်နှင့်ဆက်ဆိုင်လျင်အာဗြဟံ၏အမျိုးနဲ့ဖြစ်ပြီး၍ဒီတော်အတိုင်းဝေခံ၏အရာ၌ကြည်ကြ၏ဟုတ်ပြီကျေးဇူးတင်တယ်ယုံကြည်ခြင်းအပြင်အာဗြဟံ၏အမွေခံသာရအတရတော်သူဖြစ်တာယေရှုခရစ်တော်နဲ့ဆက်တွေ့ပြီးတဲ့နောက်မှာဘယ်လိုလဲဘပ်တိဇိုင်းခံရမယ်အဲ့ဒီပြီးတဲ့နောက်မှာကျွန်တော်ရဲ့အမွေခံဖြစ်တဲ့သာရအတရတော်သူဖြစ်တဲ့ယေရှုခရစ်တော်ရဲ့တာသမီးများဖြစ်တဲ့အချက်တွေပေါ်ပြအရာတွေဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဘပ်တိဇိုင်းခံချင်ဖို့ဒီစိမခံချင်ဖို့ဆိုရင်ယုံကြည်သူဒီပိအတင်းသာမဟုတ်တယ်ဘူးဆိုတာသဘောပေါက်ဖို့လိုတယ်နော်အဲ့ဒါဆိုကျွန်တော်ကခရိယဝင်တာယုံကြည်သူဖြစ်တာနဲ့နေချင်းခံဖို့ကကျွန်တော်တို့ဇမားတို့တာဝန်ဖြစ်တယ်ဆိုတာကျွန်တော်တို့သဘောပေါက်ဖို့လိုတယ်နော်ပြီးတော့နောက်တစ်ပိုက်ရှိတယ်
ယောမအခန်းကြီး6အခန်းကြီး6အခန်းငယ်3ကနေ4ချက်ဖတ်ရအောင်ယောမအခန်းကြီး6 ဟုတ်ပြီကျေးဇူးနားရရှင်ပြရှာတော်မလို့တော့အရင်ရှိနေတာအရင်ရှိနေကျွန်တော်ယုံကြည်သူတွေကဘာပြဆိုင်ခိုင်းတာအဲ့ဒါကအဒီပေကယေရှုခရစ်တော်နဲ့အတူတူတည်တာနဲ့သူရှင်ပြထားတာနဲ့ကျွန်တော်လည်းနောက်ဆုံးတော့ကာလမှာပြန်ထားရမယ်ပုံဆောင်ရတာဖြစ်တယ်ပြီးတော့ကျွန်တော်ကအဲ့ဒါအဒီပေကယေရှုခရစ်တော်ရဲ့ဒါတည်းဖြစ်တဲ့ချက်တွေချက်ပြောဆောင်နေတော့ကောင်းကောင်းပေါ်ပြပြတာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေသင်ချင်းခါရတဲ့အချက်တွေအများကြီးကြီးမှာပေါ်ပြထားတာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကဒီတချို့တွေရိုမန်ကက်သလစ်တွေကသင်ချင်းရဲ့ချိန်မှာဒီလိုပတ်တာအဲ့လိုပဲတာပါကျွန်တော်တို့ကအဲ့လိုမဟုတ်ဘူးဒီချင်းတင်တော့ကယေရှုခရစ်တော်ကတည်ကျခိုင်တယ်တင်ကြံကုန်မှာသူတို့ပူထားတယ်ဆိုတော့ကျွန်တော်တို့သိရအဲ့ဒါနဲ့ပြီးရှင်းပြထားတာအဲ့ဒါကြောင့်ကျွန်တော်တို့လည်းဒီတေမအားလုံးနေရမယ်ဒီတေမကိုဝင်ရမယ်အဲ့လိုသဘောနဲ့ကျွန်တော်တို့ကတွားရတာဖြစ်တယ်ဒီတာဘောနော်အဲ့ဒါအမှန်လားတကယ်လားဖေးနာလေးဘာလို့ပြောရလဲအဲ့ဒါကြောင့်ကျွန်တော်တို့ကအဲ့လိုယုံကြည်သူယုံကြည်ခြင်းမှာတကယ်ရှိရှိဖြစ်တော်မူလက်ခံခဲ့ရင်လောက်ကိုလောက်ရမယ့်အချက်တွေဖြစ်တဲ့ဒါပဲနဲ့ကောင်းကင်နိုင်ငံပြောနေဆိုတဲ့အချက်တော့ပေါ်ပြဖို့ဘုရားမှာဒါနဲ့အမွေခံတော့သူဖြစ်တော့သူတိုင်းနေ့ချင်းခံရမယ်ဆိုတော့အချက်ပေါ်ပေါက်လာတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကယုံကြည်သူဖြစ်ခဲ့နေ့ချင်းခံရလို့ဖြစ်တယ်ဆိုတာဒါစာတဲ့မှာတွေ့ရတာဖြစ်တယ်အဲ့ဒီဖြစ်တဲ့နောက်မှာဒီတော့တချို့သောသူတွေကဒီချင်းခံတာနဲ့လောက်လာလေလောက်ချင်တဲ့အရာတွေပြန်လို့ဒီလောက်ချင်တဲ့သူတွေလောက်လာရတာဖြစ်တယ်ရှိတာပြရတဲ့အကြောင်းကျွန်တော်ခရိယာယုံကြည်သူတွေကဒီချင်းခန္ဓာကယေရှုခရစ်တော်ကကျွန်တော်အတွေ့ယေရှုခရစ်တော်ရဲ့ဝေရောအဖြစ်ကျွန်တော်ကစေကြောပြီးတင်ရှင်းပြီးမိတဲ့တော်ရှိတော်ဘူးအပြည့်ရှိခဲ့တော်ယေရှုခရစ်တော်တဲ့မှာကျွန်တော်ကတင်ရှင်းပြီးအဲ့ဒါဆိုတဲ့အချက်တွေလောက်ရတာပြတာလေပြန်လေပြီးအပိလောက်ထူကမဟုတ်တော့ဘူးဆိုတာတော့ဘုရားပြောတယ်နားလည်ဘူးလေကိုအလိုရှောင်းနဲ့တွားတာဟောဘူးပေါ့နော်ယုံကြည်သူတွေကအဲဒါကြောင့်ကျွန်တော်တို့ကဒီနေရာမှာနားလည်ဘူးတကယ်ယုံကြည်ခြင်းကောင်းတယ်အဗြဟံခေကရေကနေသူတို့နေချင်းပဲဘုရားမဟောင်းခက်မှာတော့အရှိပြားရင်းချင်းခိုင်ရတယ်ဒါပေမဲ့တိတ်ခဲ့မှာတော့အရှိပြားရင်းချင်းကဖြတ်ပြီးတော့နေချင်းပေးတာဟုတ်ပြစားပေးတာပြောင်းလေးတာပြောင်းလေးရှိတာဘောနော်အဲ့ဒါကသူတို့ဘာပြစားအရှိပြားရင်းချင်းခံနေသူတွေကဘယ်သူတို့လဲဤသူတွေကလူမျိုးသူတို့ကဒီလိုရလို့မျိုးကိုဘုရားကြီးကခင်ဗျားတို့ဒီကျွန်တော်ရွေကောက်လေးလူမျိုးဖြစ်တယ်လူမျိုးတို့ဖြစ်တယ်ဆိုတော့အမှတ်သားပေးရမယ်
ဘေးနေရာမှာလေခင်ဗျားတို့ဂျူဒါလူမျိုးဟက်ဘရူလူမျိုးအားလုံးကိုအကြီးပြားလေးခံရမယ်ဆိုတာအမိပေးတာဂျူဒါလူမျိုးအမီမွေးကလေးကဒီလားသူလားကလေးကလည်းအကြီးပြားလေးခံရတယ်ဂျူဒါလူမျိုးလေအဲ့ဒါဖြစ်တယ်ဓမ္မဟောင်းခေတ်မှာအဲ့လိုတွားရတယ်ဓမ္မတိခေတ်မှာတော့ယုံကြည်သူဖြစ်တော်သူအတိုင်းဒီစင်ခါရမယ်ဆိုတဲ့ချိန်ရောက်တယ်ယေရှုခရစ်တော်ကိုယ်တိုင်လောက်နေဖြစ်တယ်အဲ့ဒါကြောင့်ယေရှုခရစ်အမျိုးတော်မဟုတ်ယေရှုခရစ်ကိုလက်ဆက်ဆိုင်ခြင်းကိုဆိုတဲ့ဆက်တဲ့ရှိတဲ့သူတွေကဒီချင်းမခံဘူးဒါပေမဲ့တကယ်တော့ပုံနားနေတော့သူကယေရှုခရစ်ကကျွန်တော်အတွက်အသေးခံတယ်ပြန်ပြီးအသက်ရှင်တယ်ကျမ်းမာရေးခွင့်ပေးတယ်တွာလာခွင့်ပေးတယ်စားခွင့်တော့ခွင့်ပေးတယ်စားဝတ်နေကြီးပေးတယ်အောက်ဆီဂျင်အလကားနဲ့ဆိုလို့ရတယ်တော့စားလို့ရတယ်ဆိုတော့ကျေးဇူးတော်အတွက်တဲ့သူကအချင်းခါတာလေကျေးဇူးတော်ညာချီခံစားတဲ့တော်သူဖန်တဲ့တော်သူကသူအသက်တာမှာဘုရားရဲ့ဘုန်းတော်ကိုပြစားတယ်အဲဒါကြောင့်ဆိုတော့အသက်တာမှာဘုရားရဲ့ဘုန်းတော်ပြစားတယ်ဘုရားခရစ်တော်ရဲ့အားရတဲ့အတိုင်းလက်နာဖို့အရေးကြီးတယ်လက်နာဖို့အရေးကြီးတယ်ပြီးတော့ဓမ္မအောင်သေးမှာဘယ်ရတော့စေပါပြည့်တယ်ဒါပေမဲ့ဘယ်ရတော့စေပါပြည့်ခဲ့တော့လေဒီတက်ကြီးမားတဲ့ဟာဘယ်ရတရားတစ်ခုပဲပြတာယေရှုခရစ်တော်ကပါပြတာလေဘယ်ရအမိပေးတာဘယ်ရတော့စေပါမဟုတ်တော့ပဲဓမ္မတိမှာယေရှုခရစ်တော်ပြတဲ့ဟာရှိတာဒီလားတခုရှိတယ်အခြားမပြောဘူးတခုပဲပြတာယေရှုခရစ်တော်ကလည်းဗျာချစ်ချင်းမြတ်တာတရားလူတိုင်းအပေါ်မှာစီပါလူတိုင်းကိုချစ်ပါဆိုတာဓမ္မတိခေတ်ကာလမှာယေရှုခရစ်တော်ကိုယ်တိုင်ပြောတယ်အဲ့ဒါဘယ်ရပေးတာယေရှုခရစ်တော်ကချစ်ချင်းမြတ်တာဓမ္မကိုယေရှုခရစ်တော်ကဘယ်ရပေးတာအချမ်းရှိဘူးအဲ့ဒါတော့ဘာလို့လဲသူကိုယ်တိုင်ကချစ်ချင်းမြတ်တာဘုရားချစ်ချင်းမြတ်တာဘုရားဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ယေရှုခရစ်ရဲ့သူကချစ်ချင်းမြတ်တာကိုကြွယ်ဝတော်သူဖြစ်ဘူးအဲ့ဒါကိုအကြည့်ကြည့်ရတယ်ဆိုတာကျွန်တော်ဒီနေ့လည်းပြောချင်တာဖြစ်တယ်ကျမ်းစာတော့ရောက်ရှိတာကိုပြန်ပြီးပေါ်စီပြပါစေအာမင်ကျွန်တော်တော်ဝင်လို့နော်ဆရာတော်ဒီနေ့ကသူ့ရဲ့မွေးနေ့ဖြစ်တယ်သူ့မွေးနေ့ဖြစ်တော့ဆိုတော့အတင်းချေလို့ဒီမှာဖျားရှိတော့မယ်ဒီမှာအသက်ကြီးဆုံးတော့ဘယ်လိုဖြစ်မလဲဘာလားဘာဟုတ်တယ်ဆိုရင်ဆရာတော်အတွက်ဆူတော်ပေးပါနော်ဘယ်လိုဆရာတော်ကူမွေးတဲ့ဖြစ်တယ်ဆိုတော့ကျွန်တော်ဘာမှမကြွေးရဘူးဆူတော်ပေးရမယ်သူလာတက်မစလို့ဒီမှာတက်ကြည့်တော့ဒီမှာလာနေစီမထွက်တာဒီမှာနေ也是啥的。က
မှုကုသိုလ်တွေအများကြီးပြုလုပ်ခဲ့ပါတယ်ဒီသာသနာဘာသာအတွက်ကိုလည်းသူကအတ္တမနိုင်နာကျင့်သုံးပြီးတော့ကောင်းမွန်တဲ့ရာခိတ်ကိုရှောက်လာပြီးကိုရောပြားရဲ့အလိုတော်တိုင်းရှောက်လာနေခြင်းဖြစ်ပါတယ်ဒါကြောင့်ကိုရောပြားဒီနေ့မှစပြီးအသက်များကိုလည်းရှည်တည်ပြီးကြားနာခြင်းကိုလည်းပေးသနာတော်မှာဒီတဲ့ဘက်ကသာသနာတွေကိုလည်းပြုစုနိုင်၍ဒီအားလုံးသောအသိဉာဏ်သင်္နာများပေါ်မှာလည်းဒီတဲ့ဘက်ကတိုး၍သာသနာပြုနိုင်ပြီးဒီသာသနာကိုလည်းထွန်းတောက်ရန်အတွက်ကိုရောဖျားလားဖျားဖို့ဆောင်ပေးပါတိတ်ညာလည်းပေးပါဒီဘုညာလည်းပေးပါသူဤညာပညာများကိုလည်းဖွင့်ပြပေးပါကိုရောဤအတုံးပြုတဲ့အာရဏခရီးလာမှာလဲသူ့ကိုရှောက်ကားစေပြီးတော့ဒီတဲ့မကထုံးနေတောက်ပါပြီဒီသားသမီးဒီမိသားစုနဲ့တကွဒီတဲ့တိုးရိပ်သာနာများပြညာပါစေသူဤဒီအသိတော်ကြီးရတယ်ဒီတဲ့မကတိုးတဲ့ဒီဝါတိုးတဲ့ဒီကအားကြတော့တဲ့အသိတော်ကြီးဖြစ်ရအတွက်လဲကိုရောပြားမှာသာလို့ပါဒီသာသနာကိုဒီတဲ့လမ်းပြပို့ဆောင်နိုင်တဲ့ဆရာကောင်းတမအဖြစ်နဲ့ယက်တည်နိုင်တဲ့အတူလည်းပေးသနာတော်ကသူ၏အသက်ကိုလည်းရှည်စေ၍ဒီတဲ့မကချမ်းသာစွာဖြင့်ပြုလုပ်ဆောင်ရနိုင်တဲ့အတူပေးသနာတော်မှာမိကြတပါးလေးတော့တော်တခင်ယေရှု၏နာမတော်ဖြင့်သူတောင်းပြီးသက္ကမနာမှာဖာမြတ်စွာဘုရား